အားလုံးပဲကျမဒီနေ့ငါဆုံးရင်ချက်စားဖြစ်ပါတယ်ရှင်ချက်နည်းလေးကိုတူတူလက်ကြည့်ကြရအောင်စီထည့်ပါမယ်ပြီးရင်ဂျင်းချက်သွန်းဖြူချက်သွန်းနီငရုတ်တီစနွင်းထောင်းလာကိုစီတက်ပါမယ်အစိမ်းနဲ့ပြောက်သွားပြီးချိန်မှာကျမငပိထည့်ပါတယ်ပြီးရင်မဆလာထည့်ပါတယ်ကျမခရမ်းချင်ဒီဘူး ready made ဘူးကိုတုံးထားပါတယ်ရှင်ခရမ်းချင်ဒီအစိမ်းနဲ့တုံးလို့လည်းရပါတယ်ခရမ်းချင်ဒီမတုံးချင်ဘူးဆိုရင်မကြီးမဲ့လည်းတုံးလို့ရပါတယ်ရှင်ကျမဖောက်တက်လိုက်ပါတယ်ပြီးအားလုံးကြည်သွားတဲ့ဒီကျမခဏခြေလိုက်ပါတယ်ပြီးရင်အရသာမုံစားထည့်ပါတယ်ရှင်ခရမ်းချင်ဒီဘူးထဲမှာကြံနေတဲ့အနှစ်လေးတွေကိုနှမျိုးလိုရေးထည့်ပြီးတော့ကျမလောင်းထည့်လိုက်ပါတယ်ပြီးရင်ရင်းနဲ့ထည့်လိုက်ပါတယ်ရှင်နမရေးထည့်ပါတယ်ဟင်းရဆူအောင်ကျမချက်ထလိုက်ပါတယ်ဟင်းရဆူလာပြီဆိုရင်ငဆုပ်လုံးတွေကိုလုံးပြီးထည့်ပါမယ်ရှင်ပြီးရင်ဆိုင်ကဝယ်လာတဲ့ငဖဲချစ်ကိုကျမသုံးထားပါတယ်ရှင်အရသာအနေနဲ့စားရဲ့အရသာမဟုတ်ရင်ကျမထည့်ပါတယ်ပြီးရင်ဂျင်းရဲ့စက်သွန်းဖြူရဲ့ရှမ်းနန်းတွေကိုလည်းရောပြီးထောင်းထားလိုက်ပါတယ်အဲ့ဒါပြီးတော့ကျမတေချာလုံးထားပါတယ်ရှင်လုံးပြီးတော့ဆင်းရည်ဆူလာတဲ့အချိန်မှာအလုံးသေးလေးလုံးပြီးတော့ဟင်းအိုးတွေကိုထည့်ပါမယ်အကုန်လုံးထည့်လို့ပြီးသွားတဲ့အချိန်မှာဖုံးလေးအုပ်ပြီးကျမချက်ထားလိုက်ပါတယ်ပြီးဟင်းရည်ခန့်လာတဲ့အချိန်မှာကျမဖုံးဖွင့်ကြည့်ပြီးတော့နောက်ပြီးထည့်ပါတယ်ရှင်ဟင်းနဲ့လည်းပျောက်ရအောင်လို့ပါဟေးတစ်ခေါက်ထပ်ထည့်ပြီးတော့ကျမနောက်တစ်ခေါက်ပြန်ထည့်ထားလိုက်ပါတယ်ရှင်မွေနေရင်ကျမအရင်စားခြင်းစိတ်လေးဖြစ်နေအရေးလေးခန့်လာတဲ့အနေထားလေးရောက်လာပြီးဆိုရင်ကျမနန်းပင်လေးအုပ်ပါတယ်နံပင်လေးထည့်ပြီးရင်အဖုံးလေးအုပ်ပြီးတော့မီးပိတ်ထားလို့ရပါပြီကဲစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်ကျမစားဖို့ပြင်ပါအောင်မယ်ပကံလေးကိုထည့်လိုက်ပါတယ်ရှင်ထင်းနေတဲ့အနံ့တအားမှွေးနေကျမအရင်စားချင်နေပါပြီ Oh my godဟောစားဖို့အဆင်သင့်ဖြစ်ပါပြီရှင်အားလုံးပဲစားကြပါအောင်ရှင်အကြိုက်တူလို့ရှိရင် like ချက်စားကြည့်လို့ရပါတယ်ရှင်အားလုံးပဲတက်တာပါ